တခင်ယေရှုဟာဆုံးမဩဝါဒကိုဘယ်မှာပဲရောက်ရောက်ဆုံးမဩဝါဒပေးတယ်ဆိုတာကျွန်တော်တို့ကျမ်းစာကိုဖတ်ကြည့်မယ်ဆိုရင်တွေ့ရအဲ့ဒါကြောင့်ယုံကြည်သူတွေဟာယေရှုခရစ်ကိုယုံကြည်တဲ့ခရစ်တော်နောက်လိုက်မယ်ဆိုတော့သူများသည်ဆုံးမဩဝါဒကိုခံယူရမယ်နှစ်သက်ရမယ်လိုက်လျှောက်ရမယ်တခင်ယေရှုသူကိုယ်တိုင်ဆုံးမဩဝါဒပေးရုံနဲ့မကပဲတပည့်တော်တွေကိုလည်းဆုံးမဩဝါဒပေးပါကျွန်တော်တို့အားလုံးသိပြီးပြီတခင်ယေရှုကောင်းကင်ဘုံတက်ကြွကန်ဒီမှာမဟာစေခိုင်းချက်နှစ်ခုကိုပြောခဲ့နံပါတ်1ကမြေကြီးစွန်းတိုင်းကိုသွားဧဝံဂေလိလုံးငါတပည့်ဖြစ်စေပြီးတော့မှယဉ်နေချင်းပေးနံပါတ်1ဖြစ်တယ်နံပါတ်2ကအဲ့ဒါလို့ယုံကြည်လာတဲ့သူတွေငါမှားထားသမျှသောပညတ်တွေကိုစောင့်ရှောက်စေဖို့ဆုံးမဩဝါဒပေးဒါကနံပါတ်1မဟာစေခိုင်းချက်ဖြစ်တယ်ခရစ်တော်လိုအပ်လို့တပည့်တော်တွေကိုပါစေခိုင်းသွားတယ်ယုံကြည်တဲ့သူတွေဆုံးမဩဝါဒကိုနာခံရမယ်နားထောင်ရမယ်အဲ့ဒါလို့မှမဟုတ်ပဲဆုံးမဩဝါဒကိုမနစ်သက်ဘူးမကြိုက်ဘူးယေရှုကိုတော့ယုံတယ်ဆိုအဲ့ဒီယုံကြည်ခြင်းကဘာအတိတ်ပဲရှိမလဲဒီနေ့ခရစ်ယာန်တချို့ကအဲ့ဒီအခြေအနေမှာရှိယေရှုခရစ်တော်ကိုတော့ယုံကြည်တယ်ယေရှုခရစ်တော်ရဲ့ဆုံးမဩဝါဒကိုတော့မကြိုက်ဘူးတနည်းအားဖြင့်လျှက်စစ်သဘောတရားနဲ့ပြောမယ်ဆိုရင်ဝါယာကျိုးတစားလွတ်နေတာအနီနဲ့အနက်ရှိတယ်လျှက်စစ်ရဲ့အခြေခံသဘောမှာအနီနဲ့အနက်ကအနှုတ်ဖြစ်တယ်အနီကကြတော့အပေါင်းဖြစ်တယ်အနက်ကကြတော့အထွက်အနီကကြတော့အဝင်ဖြစ်တယ်ဧဝံဂေလိတရားဟာအနက်ဖြစ်တယ်အပြစ်ရှိသမျှကိုခြေလိုက်ပြီးယူဆောင်သွားပြီးအထွက်ကိုယ်ရှိမှမကောင်းတဲ့အရာတွေအလုံးကိုထွက်သွားတဲ့အနက်ဝါယာဖြစ်တယ်ဧဝံဂေလိတရားဝါယာတစားဖြစ်တယ်အနီကကြတော့ဆုံးမဩဝါဒတန်ရှင်းဖြောင့်မတ်ခြင်းသဘောတွေကိုတွင်းပေးတဲ့အနီဖြစ်တယ်ဟာလေလုယာဝါယာနှစ်ဆရှိတယ်အဲ့ဒီခါမှာမော်တာတစ်ခုမှအနက်တကြိုးတည်းတတ်ထားရင်အလုံးလုံးမလားမလုံးဘူးအနီရောအဝင်ရောအထွက်ကောနှစ်ခုတတ်ထားမှအလုံးလုံးပဲဘယ်လျက်စစ်ပစ္စည်းပဲဖြစ်ဖြစ်အနီရောအနက်ကောတက်မှအလုံးလုံးအဲ့ဒီသဘောပဲဖယားသားသမီးတွေဟာလေတစ်ဖက်မှာဧဝံဂေလိတရားအပြစ်လွတ်ခြင်းတရားဆိုတဲ့အနက်ကြိုးတတ်ထားရတယ်လို့တစ်ဖက်မှာဆုံးမဩဝါဒဆိုတဲ့တန်ရှင်းဖြောင့်ပတ်ခြင်းတွေစီးဝင်မဲ့လိုင်းဒီနေ့အများကြီးဖြတ်တောက်ခံထားရတယ်ဝါယာတစားလွတ်နေတယ်ဆုံးမဩဝါဒလွတ်နေတယ်အလုံးမလုံးဘူးဝိညာဉ်တော်